တိုင်းပြည်တစ်ပြည်မှာတိုင်းပြည်ကိုအုပ်စိုးတဲ့မင်းဟာအဓိကကြတယ်အဲ့ဒီအုပ်စိုးတဲ့မင်းကတကယ်ကိုတရားဥပဒေတိုင်းတရားနိလန်းကြကိုချင်းတရားမဖောက်ဖျက်ဖဲနဲ့တိုင်းပြည်ကိုအုပ်ချုပ်ဖို့လိုအပ်တယ်တိုင်းပြည်အုပ်ချုပ်တဲ့မင်းကကိုချင်းတရားပြက်ပြားပြီးတော့ဒီတရားနိလန်းမကြတော့ဘူးဖောက်ဖျက်ပြီးတော့နေတယ်ဆိုလို့ရှိရင်နောက်ဆက်တွဲဘာတွေဖြစ်လာတော့စဉ်းစားကြည့်တိုင်းပြည်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်ကကြီးကဲကဆိုပါတော့အဲ့ဒီမှာကိုချင်းတရားပြက်ပြားလာပြီဆိုလို့ရှိရင်ဘာဖြစ်တော့မင်းမှုတန်းတွေကိုချင်းတရားပြက်ပါလာဒါခွင်းဆက်ပဲမင်းကကိုချင်းတရားပြက်ပြားရင်မင်းမှုတန်းကိုချင်းတရားပြက်ပြားတယ်မင်းမှုတန်းကိုချင်းတရားပြက်ပြားရင်ဘယ်သူတွေကိုချင်းတရားပြက်ပြားတော့ဆိုဒီအနိကဆုံးနော်တိုင်းပြည်မှာအင်အားရှိတဲ့ပစ္စည်းဥစ္စာချမ်းသာတဲ့ပုဂ္ဂိုလ်တွေကိုချင်းတရားပြက်ပြားလာအဲ့ဒီပုဂ္ဂိုလ်တွေကိုချင်းတရားပြက်ပြားပြီဆိုရင်တဏ္ဍာလုံးကိုချင်းတရားပြက်ပြားတယ်ခွင်းဆက်ပဲဒါရှောင်ရှားလို့မရအဲ့ဒါကိုမြတ်စွာဘုရားကဘယ်လိုဥပမာပေးထားတော့ဆိုလို့ရှိရင်နွားအုပ်ကြီးတအုပ်သွားတဲ့အခါမှာတဲ့ရှေ့ဆောင်နွားလားကဖြောင်းဖြောင်းသွားလို့ရှိရင်နောက်နွားတွေလည်းဖြောင်းဖြောင်းလိုက်တယ်ရှေ့နွားကကောက်ပြီးတော့သွားလို့ရှိရင်အကုန်လုံးဟာဖြောင်းဖြောင်းမသွားကြတော့ဘူးလို့ဒါမြတ်စွာဘုရားဒီလိုဟောထားတာနော်အဲ့ဒီမှာတပ္ပံရထံဒုက္ခံသေတိရာဇာစေဟောတိအထံမိကောတဲ့တိုင်းပြည်အုပ်ချုပ်တဲ့မင်းကမတရားတော့ဘူးတရားမဲ့တယ်ကိုချင်းတရားပြပြတယ်ဆိုလို့ရှိရင်တဏ္ဍာလုံးဟာဒုက္ခရောက်တယ်လို့ဒီလိုခေါ်တာ